ဒီနေ့မှာတော့ school ခဲတာပြရမယ်ပေါ့နော်ဒါ school ခဲတဲ့ပစ္စည်းလေးပဲဖြစ်ပါမယ် school ခဲမဲ့ဒူလာမလားစောင့်မယ်ဟာဒီကားခါလေးခဏလေးနော်ဟုတ်ကဲ့ဝင်လာလို့ရပါရှင်ဟုတ် school တခါခဲချင်လို့ပါဟုတ်ရတယ်ပေါ့နော်တခါခဲလို့ရလားဟုတ်တခါခံမယ်ဒီရလည်းပါခံမယ်ဒီမှာစကူခဲတဲ့ဥစ္စာခံ Oh my god နှစ်ခုပဲပါဒီအမကြည့်တာအမဒီမှာပေါ်လို့ပေးပါရှင်ဟုတ်ကဲ့ဆက်မနော်နှစ်ခုလေးခပ်ပြန်ခိုင်လို့စားရည်နံပါတ်1ကကြောက်ပုံအသေးရပါနော်စတစ်ကမရစတစ်ကပြန်နော်ခဏလေးအမလေးစတစ်ကအရေးကြီးလည်းပြောက်နေခဏလေးနော်အကြီးပါနော်ဒါလေးရပါဒီမှာပါရှင်ဒါလေးတော့နော်ဒါလေးပါနည်းနည်းပါတော့ဘူးရှိခွလေးပါသွားတယ်ဝိုင်းတော့ကတော့မပေးတော့ဘူးရှိခွမလို့ရှိခွကလည်းဘာမှမပေးတော့ဘူးလာနေရှိခွဆိုတော့နှစ်ခုရှိရတော့လေးပို့လိုက်မယ်အကျဉ်းလေးက